အားလုံးမင်္ဂလာပါအင်္ဂလိပ်စကားကိုအခြေခံကနေစားပြီးတော့မှအဆင့်မြင့်တဲ့အထိကိုတက်ချင်တယ်ပတ်စံလည်းမရှိဘူးတက်လည်းတက်ချင်တယ်ပေါ့နောက်အခြေခံလည်းလိုအပ်တယ်ဆိုတဲ့သူတွေအတွက်ကိုအစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်အစီအစဉ်ကတော့ English speaking from zero လုံးဝ0ကနေစမယ်အခြေအနေဖြစ်ပါတယ်ဆိုတော့ကတကယ်လို့ကိုကတက်ချင်တယ်ဆိုလို့ရှင်ဒီသင်ခန်းစာတွေကိုတနေ့နည်းနည်းစီသင်ယူမယ်ဆိုလို့ရှင်ယုံကြည်ပါတယ်စကားပြောတတ်ပါလိမ့်မယ်ဒီနေ့ကတော့ပထမဆုံးသင်ခန်းစာဖြစ်ပါတယ်တည်တည်ချာချာအတူတူကလေ့လာကြအောင်အဲ့မှာကြည့်အောင်ခေါင်းစဉ်က English speaking from zero lesson 1 I am ကိုသုံးပြီးတော့မှဒီ lesson ကိုလုပ်တာပေါ့နော်ဟိုမှာအဲ့မှာကြည့်အောင်လုံးဝကို absolute beginner လုံးဝကိုအခြေခံစားတဲ့သူတွေပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပန်းတိုင်ကဘာများလဲကြည့်အောင် After this lesson you can say at least 10 simple sentences about yourself using I am ဒါသင်ပြီးဆိုလို့ရှိရင်အနည်းဆုံးကတော့ကိုယ့်အကြောင်းကို10ချောင်းပြောနိုင်ရမယ်ဆက်သွားကြရအောင်အဲ့မှာ lesson 1 I am pattern focus ကဘယ်ကိုဥတည်မလဲကြည့်ပါ I am နောက်မှာဘာလဲလိုက်မလဲ I ကကျွန်တော်ကျမငါဆိုတဲ့အဓိပ္ပာယ် am ကြတော့ဖြစ်တယ်ရှိတယ်ပေါ့အခုလောလောဆယ်အဲ့ဒါကိုပြောမှာနော် meaning နောက်ကလာတဲ့ meaning တွေက I am ကျွန်တော်ဖြစ်တယ်ကျမဖြစ်တယ်ငါဖြစ်တယ်ပေါ့ကျွန်တော်ရှိတယ်ကျမရှိတယ်ငါရှိတယ်ဘယ်နာမှာရှိတာပြောတာဟုတ်တစ်ခုခုရှိတာပြောတာမဟုတ်ဘူးနော်အပေါ်မှာကြည့်အောင် I am ရဲ့အတူကောက်က I am နောက်အောက်က short form နဲ့ထပ်ကြည့်ကြအောင် short ဆိုတာတိုးတယ် form ဆိုတာသူ့ရဲ့ပုံစံအတူပုံစံပေါ့ကွာ I am happy ဟုတ်နောက်ထပ်လာမယ်အဲ့မှာ pattern 1 I am နောက်မှာဘာလိုက်မလဲဆိုလို့ရှိရင် noun လိုက်မယ်အခုက noun ဆိုတာနာမ်ပုတ်ဆိုတာအမည်မှန်သမျှတွေကို noun နာမ်ပုတ်လို့ခေါ်တယ်ဥပမာဒါဆိုလို့ရှိရင်လက်ဒါဆိုလို့ရှိရင်သင်္ကန်းဒါဆိုလို့ရှိရင်နှာခေါင်းအဲ့ဒါတွေကို noun လို့ခေါ်တယ်အဲ့ဒါတွေကတော့ကိုယ့်ဟာကိုကြည့်ရမှာနော်ဆိုတော့ I am ကိုတော့ကြည့်မယ်အဲ့မှာ use this to say who you are or what you are ဒါကိုသုံးပြီးတော့မှမင်းကဘယ်လိုလဲဘာလဲဆိုတာကိုပြောမယ်ဟုတ်ပြီ I am a teacher ကျွန်တော်ဆရာတစ်ယောက်ဖြစ်ပါတယ် I am a doctor ကျွန်တော်ကဆရာဝန်တစ်ယောက်ဖြစ်ပါတယ် I am a student ကျွန်တော်ကကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ကျောင်းသူတစ်ယောက်ဖြစ်ပါတယ် I am a farmer ကျွန်တော်ကလယ်သမားတစ်ယောက်ဖြစ်ပါတယ်ဆိုတော့ဒါတွေနောင်းလိုက်လာတဲ့ပုံစံမျိုးပေါ့နော်တကယ်လို့ A လို့မသုံးချင်ဘူး N လို့သုံးချင်တယ်ဆိုလို့ရှိရင် an engineer ပေါ့နော်အခုဟာကျတော့ adjective လိုက်လာတာ adjective ဆိုတာကနာမဝိသေသနမြန်မာလို့ဆိုလို့ရှိရင်နာမဝိသေသနဆိုတဲ့ပုဂ္ဂိုလ်ဒီကိုယ့်ရဲ့ခံစားချက်စိတ်ခံစားချက်ပြင်ပန်းတရံဖြစ်ပုံဖြစ်တည်ပုံတွေကိုပြောတဲ့စကားလုံးဖြစ်ပါတယ်မြန်မာဆိုလို့ရှိရင်သောလို့ဆုံးတဲ့စကားလုံးပေါ့နော်လှပသောအရက်ရှည်သောပျော်ရွှင်သောပင်ပန်းသောစသဖြင့်အဲ့ဒါတွေကိုပြောတဲ့စကားလုံးကို adjective လို့ခေါ်တယ်ပေါ့နော်ဥပမာကြည့်ကြအောင် I am happy ငါပျော်ရွှင်တယ် I am hungry ငါဗိုက်စားတယ် I am ready ငါအဆင်သင့်ဖြစ်ပြီ I am tired ငါပင်ပန်းနေတယ် I am busy ငါအလုပ်များနေတယ်ငါမအားဘူးအဲ့ဒါပြောကြည့်ပါဦးဟုတ်ပြီနော်အဲ့ဒါဆိုရင်အဲ့ဒီလိုမျိုးပြောတတ်ပြီအခု pattern 3 I am နောက်မှာဘာလိုက်မလဲဆိုရင် place လိုက်မယ် place ဆိုတာနေရာကျောင်းမှာလားအိမ်မှာလားနေရာတနေရာကိုပြောမှာကွာကိုနေတဲ့နေရာကိုပြောမှာ use at ဒါမှမဟုတ် in plus place တဲ့ use သုံးမယ် at ဒါမှမဟုတ် in ပြီးတော့ဗာထည့်မလဲဆိုရင်နေရာထည့်မယ်ဥပမာရန်ကုန်မှာဆိုလို့ရှိရင် in ရန်ကုန်ပေါ့ကျောင်းမှာဆိုလို့ရှိရင် at school ပေါ့နော်နေရာကျဲတယ်ဆိုလို့ရှိရင် in သုံးမယ်နေရာကခက်ချင်းချင်းလေးနေရာမျိုးမျိုးဆိုလို့ရှိရင် at သုံးမယ်အဲ့ဒါတော့မှတ်ထားမယ် use at or in plus place to say where you are ကိုယ်ဘယ်မှာနေသလဲမင်းဘယ်မှာနေသလဲဆိုတာကိုပြောဖို့အတွက် at in ဘာနဲ့ပေါင်းထည့်မလို့ဆိုရင်နေရာပေါင်းထည့်ပြီးတော့မှအဲ့ဒါကိုပြောမှာ I am at home အိမ်မှာ I am at work
ငါအလုပ်မှာ I am at school ငါကျောင်းမှာ I am in the classroom ငါကစာသင်ခန်းထဲမှာအခုတစ်ခါလိုက်ဆိုကြည့်ပါဦး I am at home I am at work I am at school I am in the classroom ကိုယ့်ကိုလည်းဆိုကြည့်ပါဦးနော်အခုတစ်ခါက replace and speak replace ဆိုတာကအစားထိုးထည့်မယ်အဲ့နေရာကအစားထိုးထည့်ပြီးတော့မှပြောမယ်ဘယ်လိုတွေကိုအစားထိုးထည့်မလဲဆိုလို့ရှိရင်အောက်မှာကြာ make a sentence what I am နဲ့သုံးပြီးတော့မှ sentence what ကြလောက်ကြည့်မယ်တဲ့ a student ကျောင်းသားအဲ့ဒါကိုဘယ်လိုသုံးမလဲ I am a student ပေါ့နော်အောက်က happy ပျော်ရွှင်တယ်ငါပျော်ရွှင်တယ်ဆိုရင် I'm happy tired ဒီမှန်တယ် I'm tired busy နောက်က busy I am busy at home I am at home at school I am at school ခုနသင်ခဲ့တဲ့ຢာတွေပဲဖြစ်ပါတယ်အခုဆက်ပြီးတော့မှလေ့ကျင့်ကြည့်အောင် student happy tired busy at home at school အဲ့ဒါတော့ကိုယ့်ကိုပြောတဲ့ပုံစံမျိုးပဲပေါ့အခုက natural speaking စကားပြောနေတဲ့ပုံမှန်ပြောနေတဲ့စကားပြောပုံစံမျိုးနဲ့ပြောကြည့်ပါတဘာဝစကြပေါ့ in daily English we often say နေ့စဉ် English တွေမှာငါတို့ကအမြဲတမ်းမကြာသုံးတယ် I'm လို့ပဲသုံးတယ်တဲ့ instead of I am လို့မသုံးဘူးတဲ့ instead of ဆိုတာအစား I am လို့သုံးမယ်အစား I am လို့သုံးကြတယ်တဲ့အတူကောက်ကိုသုံးကြတာပေါ့နော်ဟုတ်ပြီပြောကြည့်အောင်ခုန I am happy ဆိုတဲ့နေရာမှာ I am happy အဲ့ဆိုကြည့်မယ်နော် I'm happy I'm tired I'm hungry I'm busy I'm ready I'm at home ပြောကြည့်ပါဦးဟုတ်ပြီနော်ခုက mini conversation ကိုတို့တွေစကားပြောနေတဲ့ပုံစံမျိုးနဲ့ပြောကြည့်မယ် conversation ဆိုတာကအပြန်အလှန်စကားပြောတာပေါ့နော် hello I am on ကျွန်တော်က on ဖြစ်ပါတယ်ဟိုအောက်က B ကပြောမယ် hi I'm စုစုငါကစုစုဖြစ်ပါတယ်ကျမကစုစုဖြစ်ပါတယ် I am a student how about you ငါကအကြောင်းသားတစ်ယောက်ပါမင်းရောဘာညာလဲပေါ့နောက်နံပါတ် B ရပဲ I am a teacher ကျမကဆရာမပါအဲ့မှာကြာ how about you ဆိုတာကမင်းခင်ဗျားကရောမင်းကရောဆိုတဲ့ပုံစံမျိုးပြန်မေးတာပေါ့ကိုပြောတဲ့ခြင်းတဲ့အရာကိုပြောပြီးတော့မှမင်းကရောဆိုတဲ့ပုံစံမျိုးကိုပြန်မေးတာပေါ့နော်။ကဲလေ့ကျင့်ကြအောင်အဲ့ဒါ။ကဲဆရာက A ပြောမယ်သင်တို့က B ပြောမယ် Hello I'm on I'm a student how about you ဟုတ်ပြီနော်အခုတစ်ခါကဆရာက B ပြောမယ်သင်က A ပြောမယ် Hi I'm Susu I'm a teacher ဒီလောက်ဆိုလို့ရှိရင်အဆင်ပြေလောက်ပါပြီနော်ကိုယ့်ကိုလည်းလေ့ကျင့်ထားဖို့မမေ့ပါနဲ့အခုတစ်ခါက speak about yourself ကိုယ့်အကြောင်းကိုပြောမယ်ခုနသင်ထားတဲ့ဟာတွေကိုစုပေါင်းပြီးတော့မှကိုယ့်အကြောင်းကိုပို့ပြောမယ်ပထမဆုံးနာမည်ပြောမယ်ဒုတိယကကိုယ့်ရဲ့ job အလုပ်ကိုင် identity နောက်တတိယက feeling ကိုယ့်ရဲ့ခံစားချက်နောက်စတုတ္ထက place ကိုနေတဲ့နေရာပြောကြည့်မယ်ကိုယ့်အနေကိုပြောကြည့်မယ်ဒီဘက်မှာဥပမာဆရာကပြောမယ်ဆိုလို့ရှင် Hello I am Sasna I am a teacher I am busy I am at school သင်ရောကိုယ့်ရဲ့အခြေအနေကိုပြောကြည့်ပါဦးနောက်တစ်ခုကကြတော့ review plus challenges စိန်ခေါ်မှုကွာပြန်လုပ်မယ် review ဆိုတာကိုကအရင်တော့သင်ခဲ့တဲ့ဟာကိုပြန်ပြီးတော့ review လုပ်တာပေါ့နော်နောက် pattern 1ကဘာသင်ခဲ့လဲဆိုရင် I am plus noun ကျွန်တော်ဘာဖြစ်တယ်နောက်ဒုတိယတစ်ခုကကြတော့ pattern 2က
I am adjective ကိုဘယ်လိုခံစားရတယ် pattern 3ကကျတော့ I am place နေရာထည့်မယ်ကိုဘယ်မှာရှိလဲကိုဘယ်နေရာမှာရှိတယ်လဲနော်အဲ့မှာကျ I am at home ခံစားချက်ပြောတာကျတော့ I am happy ကိုဖြစ်တဲ့အရာကိုပြောတာကျတော့ I am a teacher သင်ခဲ့ရတဲ့အရာတွေဒီဘယ်လိုလဲဆိုလို့ရှိရင် I am a teacher I am happy I'm busy I'm at home I'm ready to learn English I'm ready အစဉ်သင်ဖြစ်ပြီ to learn English အင်္ဂလိပ်စာလေ့လာဖို့အစဉ်သင်ဖြစ်ပြီဆိုတာကိုနော် say at least 5 sentences about yourself at least ဆိုတာအနည်းဆုံးကိုယ့်ရဲ့အကြောင်းကိုအနည်းဆုံးဝါကြ5အကြောင်းပြောခဲ့ပါဒီ comment မှာပြောခဲ့လဲကောင်းပါတယ်ကိုယ့်ဟာကိုယ်စာအုပ်ထဲမှာရေးပြီးတော့မှပြောမယ်ဆိုလို့ရှိရင်လည်းရပါတယ်အဓိကဒီသင်ခန်းစာမှာကြည်ကြည်ညက်ညက်ရထားဖို့အရေးကြီးတယ်ဒုတိယသင်ခန်းစာကိုအထောက်အကူဖြစ်မှာဆိုတော့ဒီနေ့သင်ခန်းစာကတော့ဒါပါပဲဒီသင်ခန်းစာကိုရမယ်ဆိုလို့ရှိရင်နောက်သင်ခန်းစာလည်းဆက်သွားမှာဖြစ်ပါတယ်သူ့ဟာနဲ့သူသွားတာမဟုတ်ဘဲနဲ့ lesson 1 lesson 2 lesson 3အဲ့လိုဆက်နဲ့သွားမှာတကယ်လို့ပြီးတယ်ဆိုလို့ရှိရင်ကတော့သေချာတယ်အင်္ဂလိပ်စကားကတော့နည်းနည်းများပြောတတ်မှာဖြစ်ပါတယ် Be ready for the next lesson and see you on the next video have a happy life